အားလုံးမင်္ဂလာပါဒီနေ့ရှင်းလင်းတင်ပြချက်ကနေကြိုဆိုပါရစေ web developer တွေအချိန်ကုန်ခံပြီးဖြည့်ဆွင်းရလေရှိတဲ့ခေါင်းခဲဆရာ bug တော်များများဟာတကယ်တော့တင်းခဲ့တဲ့ event လေးတွေကနေစတင်တက်တာကိုသတိထားမိကြလားဟုတ်ပါတယ်ဒါကြောင့်ဒီနေ့မှာတော့ကျွန်တော်တို့ DOM interactions တွေကိုပို့ပြီးကျွမ်းကျင်လာစေဖို့မဖြစ်မနေသိထားရမယ့် JavaScript change events တွေအကြောင်းကိုအသေးစိတ်လေ့လာသွားကြပါမယ်ကဲစိတ်လှုပ်ရှားစရာကောင်းတဲ့အကြောင်းအရာတွေကိုအဲ့ဒီဝင်ရောက်လေ့လာကြည့်လိုက်ကြအောင်ဒီနေ့ဆွေးနွေးသွားမယ့်အဓိကအကြောင်းအရာတွေကတော့ change event ဆိုတာတကယ်တမ်းပါလဲသူတို့ပဲအချိန်တွေမှာအလုပ်လုပ်တယ်လေစာရိုက်တဲ့အခါမှာကြုံတွေ့ရတဲ့အမှားတွေကဘာလဲလဲပြီးတော့ change နဲ့ input events ရဲ့ကွာခြားချက်တွေနောက်ဆုံးအနေနဲ့ဒီ event timing တွေကိုဘယ်လိုတေချာထိန်းချုပ်မလဲဆိုတာတွေကိုအဆင့်ဆင့်သွားကြပါမယ်ဒီလိုအဆင့်ဆင့်သွားတာကသဘောတရားတွေကိုပိုပြီးရှင်းရှင်းလင်းလင်းသိမြင်စေမှာပါကဲအချိန်မဆွဲတော့ပဲပထမဆုံးအပိုင်းဖြစ်တဲ့ change event ဆိုတာဘာလဲဆိုတဲ့အခြေခံအကြားဆုံးသဘောတရားတွေကိုစတင်ကြည့်လိုက်ကြရအောင်အလွယ်ဆုံးပြောရရင်တော့ change event ဆိုတာအသုံးပြုသူတွေက input element တချို့ရဲ့တန်ဖိုးတွေကိုပြုပြင်ပြောင်းလဲလိုက်တဲ့အခါမှာအလုပ်လုပ်တဲ့အထူး event တစ်ခုပါအဓိကမှတ်ထားရမှာကသူဟာ input element ရဲ့အပြောင်းလဲတွေကိုတည်တံ့စောင့်ကြည့်ပေးတဲ့အရာလေးတစ်ခုဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်အခြေခံကိုတည်ထွားပြီဆိုတော့ဒုတိယပိုင်းအနေနဲ့ဒီ change event တွေကတကယ်တမ်းလက်တွေ့မှာဘယ်ချိန်ကြမှာစတင်အလုပ်လုပ်တယ်လဲဆိုတဲ့အစပြောပေးတဲ့အရာတွေစီကိုဆက်သွားကြမယ်အသုံးပြုသူတယောက်ဟာ UI elements တွေနဲ့တဲ့ဆက်တွယ်နေတယ်လို့စိတ်ကူးထဲမှာအသက်ဝင်ဝင်လေးပုံဖော်ကြည့်လိုက်ပါဥပမာ chat box တစ်ခုကိုမှချစ်လိုက်တာဒါမှမဟုတ်ပြန်ဖြိုးလိုက်တာ radio button လေးကိုရွေးလိုက်တာဒါမှမဟုတ် drop down menu နဲ့ dictionary ကနေတစ်ခုခုကိုရွေးချယ်လိုက်တဲ့အချိန်မျိုးတွေမှာအဲ့ဒီပြောင်းလဲမှုတွေကဒီ event ချက်ချင်းကိုစတင်အလုပ်လုပ်စေရပါတော့ချက်ချင်းကိုတုံ့ပြန်တာမျိုးပေါ့ဒါပေမဲ့စာသားတွေရိုက်ထည့်ရတဲ့ text inputs တွေမှာဆိုရင်တော့သူအလုပ်လုပ်ပုံကနည်းနည်းလေးကွဲသွားပါတယ်အစင်စင်ထိသွားတာပေါ့ပထမဆင့်အနေနဲ့စာရိုက်ထည့်တယ်ဒါမှမဟုတ်တန်ဖိုးကိုပြောင်းလိုက်တယ်ပြီးရင်ဒုတိယဆင့်မှာအဲ့ဒီပြောင်းလဲမှုကိုအတည်ပြုဖို့ enter ခောက်လိုက်တာဒါမှမဟုတ်တခြားနေရာကို click အပြင်ထွက်နှိပ်လိုက်တာ tab ခလုံးနှိပ်ဒီ focus ပြောင်းလိုက်တာမျိုးလုပ်ရပါတယ်အဲ့ဒီလို focus ပြောင်းသွားတဲ့အချိန်ဒါမှမဟုတ်အတည်ပြုလိုက်တဲ့အချိန်ကြမှာဒါတတိယဆင့်အနေနဲ့ဒီ change event ကစတင်အလုံးလုပ်တာပါဒါကြောင့် focus ဖယ်ခွာသွားမှဒါအလုံးလုပ်တယ်ဆိုတာကအရင်အရေးကြီးတဲ့တော့ချက်တစ်ခုဖြစ်ပါတယ်ကဲအခုရောက်လာတဲ့တတိယပိုင်းကတော့အရင်ကြီးကြည့်ပါတယ် developer တော်တော်များများအမတ်တမဲ့နဲ့မာယွင်တက်တဲ့ form တွေမှာမထင်မှတ်ထားတဲ့ bug တွေဒုက္ခပေးတဲ့အဓိကအကြောင်းရင်းတစ်ခုခုကိုတွားကြည့်ကြမယ်ဒီမေခွန်းလေးကိုအတူတူစဉ်းစားကြည့်ရအောင်စာရိုက်နေတဲ့အချိန်အတွင်းမှာ change event ကချက်ချင်းအလုပ်လုပ်သလားဒါကတော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့အချက်ပဲအဖြေကတော့ရှင်းပါတယ်ဟင်းလုံးဝအလုပ်မလုပ်ပါဘူးစာရိုက်နေရုံတက်နဲ့တော့ change event ကချက်ချင်းအလုပ်လုပ်မှာမဟုတ်ပါဘူးစိုးစိုးကပြောခဲ့သလိုပါပဲအဲ့ဒီ input element ကနေ focus ဖယ်ခွာသွားတဲ့အချိန်အတီးပြုတ်လိုက်တဲ့အချိန်ကြမှာဒါအလုပ်လုပ်မှာပါဒီချက်လေးကိုတေချာ group ပြုဖို့လိုအပ်ပါတယ်အဲ့ဒီတော့မေးစရာရှိလာပြီစာရိုက်နေတော့အလုပ်လုပ်တာကတော့ဘာလဲပေါ့ဒါကြောင့်စတူထပိုင်းဖြစ်တဲ့ change events နဲ့ import events ရဲ့ကွာခြားချက်များကိုဆက်လက်လေ့လာကြည့်ကြရအောင်ဒီ events နှစ်ခုကတိတ်ဆင်တူတဲ့ထင်ရပေမဲ့တကယ်တမ်းမှာအလုံးလုံးပုံလုံးဝကွဲပြားပါတယ်ဒီနှစ်ခုဘယ်လိုကွာခြားတယ်လဲဆိုတာမြန်ရှင်းကြည့်ကြမယ် change event ကအတည်ပြုလိုက်တဲ့အချိန်ဒါမှမဟုတ် focus ပြောင်းသွားတဲ့အချိန်ကြမှာအလုံးလုံးပါတယ်ဒါပေမဲ့ input event ကတော့စာရိုက်နေတဲ့အချိန်တိုင်းတနည်းအားဖြင့်အပြောင်းလဲလေးဖြစ်သွားတာနဲ့တပြိုင်တည်းမှာချက်ချင်းကိုအလုံးလုံးတာပါဒါကအချိန်ကိတ်လို့ဆောင်ပုံ timing ရဲ့အဲ့ဒီကကွာခြားချက်ပါပဲနိမညာပိုင်းဆိုင်ရာနောက်ထပ်ကွာခြားချက်တစ်ခုလည်းရှိပါတယ်change event ဟာအခြေခံကျတဲ့ base event object ကိုသာအသုံးပြုပါတယ်ဆိုလိုတာကတည်တံ့ဖန်တီးထားတဲ့ object တွေထပ်မလာပဲ base event နဲ့ပုံမှန် properties တွေနဲ့ methods တွေကိုပဲသုံးခွင့်ရမှာပါဒါပေမဲ့ input event ကတော့သူ့အတွက်တည်တံ့ကိုဖန်တီးထားတဲ့ input event object ဆိုတာကိုထုတ်ပေးပါတယ်အချက်လက်ပို့ဆုံးတာပေါ့ဒီအချက်လေးကိုလည်းကောက်ကွက်ပြမတ်သားထားဖို့အကြံပြုချင်ပါတယ်အခုဆိုရင်နောက်ဆုံးအပိုင်းကိုရောက်လာပါပြီevent တွေရဲ့အချိန်ကိုက်လို့ဆောင်ပုံကိုကျွမ်းကျင်ပိုင်နိုင်စွာထိန်းချုပ်ခြင်းနဲ့ UI bug တွေကိုဘယ်လိုကာကွယ်မလဲဆိုတာကိုဆွေးနွေးသွားပါမယ်။ Software engineer အတိုင်းအတွက်ဒါကမရှိမဖြစ်သိချရမယ့်လိဝက်ချက်တွေကိုလိုတောင်ပြောလို့ရပါတယ်။ဒီနေ့အတွက်အထူးကအနစ်ချို့မှတ်သားသွားရမယ့်အချက်တွေကတော့ event ရဲ့အချိန်ကိုက်လို့ဆောင်ပုံကွာခြားချက်ကိုတေချာနားမလည်ရင် DOM interactions တွေမှာမလိုလားအပ်တဲ့ bug တွေတေချာပေါက်ဖြစ်လာနိုင်တယ်ဆိုတာပါပဲ။ဘယ်အချိန်မှာ change event ကိုသုံးမလဲဘယ်အချိန်မှာ input event ကိုသုံးမလဲဆိုတာကိုအချိန်ဒီပေါ်မူတည်ပြီးမမှန်ကန်ရွေးချယ်နိုင်ဖို့အရင်အရေးကြီးပါတယ်ဒီအခြေခံရန်တရားတွေကိုတေချာနားလည်ထားမှသာတည်ငြိမ်မိခိုင်မာအောက်ကောင်းတဲ့ application တွေကိုတည်ဆောက်နိုင်မှာပါညီကောင်းချုပ်အနေနဲ့အားလုံးကိုသိစရာမေးခွန်းလေးတစ်ခုခြံခဲချင်ပါတယ် event timing တွေကိုလွဲမိုင်းစွာနားလည်ချခြင်းကနောက်ထပ်တည်ဆောက်မဲ့ form interaction ကိုပျက်စီးသွားစေနိုင်သလားအဖြစ်ကတော့တေချာပေါက်ပျက်စီးစေနိုင်ပါတယ်
ဒါကြောင့်အခုရှင်းလင်းတင်ပြသွားတဲ့အချက်လက်တွေကိုတေချာနားလည်ပြီးလက်တွေ့ project တွေမှာအကျိုးရှိရှိအသုံးချနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်ဒီရှင်းလင်းတင်ပြချက်ကိုအဆုံးထိလိုက်ပါလေ့လာပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်